အင်းတိန်ရှေးဟောင်းသမိုင်းတွေတဘာဝအလှပတွေရိုးရာလက်မှုပညာတွေတပေါင်းတစည်းတည်းစုထားတဲ့နေရာအင်းလေးကံပဲရောက်တိုင်းခြံခဲလို့မရတဲ့နေရာတွေမှာအင်းတိန်ပါပါတယ်ဒီနေရာကိုသွားရတဲ့အရာတာကရှေးကြာခိုင်မာတဲ့ရိုးရာယဉ်ကျေးမှုတွေတဘာဝအလှတွေပေါင်းစပ်ထားတဲ့အကြီးကားတစ်ချက်သေးကိုဖြည်းဖြည်းချင်းတိုးဝင်သွားရတယ်လို့မျိုးပါဒီနေ့ຫນွေကရှမ်းပြည်တောင်ပိုင်းညောင်ရွှေမှာရှိတဲ့ရွှေအင်းနိန်ဖျားကိုရောက်ရှိနေတာဖြစ်ပါရဲ့ရှင်။ဒီရွှေအင်းနိန်ဖျားကဂျာဇဝင်နေရဆိုလို့ရှိရင်အာတော့ကမင်းကိုယ်တိုင်တည်ထားခဲ့ရဖြစ်ပါတယ်။အဲ့တော့အခုဒီနေ့အင်းနိန်ဖျားကိုຫນွေနဲ့တူတူတောက်ခုပါအောင်နော်။ဒီရွှေအင်းတိန်ဘဂိုတာ complex ကိုနှွေးလေးလာရတဲ့လောက်ပေါ့နော်တာသနာနှစ်200လောက်မှာအာတော့ကမင်းကိုယ်တိုင်တည်ထားခဲ့တာဖြစ်ပါတယ်ဒီနှစ်တေကြာလာတဲ့အခါမှာပထမဆုံးပြုပြင်ပေးတဲ့ဓာတ်ရကာကတော့အနွယ်ထားမင်းတရားလို့ဖတ်ရပါတယ်ရှင်မှတ်သားထားရပါတယ်နောက်ပိုင်းမှာတော့မင်းအဆက်ကနေပြီးတော့ပြုပြင်ထိန်းသိမ်းပေးထားပါတယ်ရှင်ဒါပေမဲ့အခုနှွေးလန်းလျှောက်တဲ့တောက်လျှောက်မှာပေါ့နော်ဒီဇောင်းတန်းနဲ့ဖျားပတ်ဝန်းကျင်ကြည့်တဲ့အခါမှာအများကြီးပြုပြင်ထိန်းသိမ်းဖို့လိုအပ်နေသေးပါတယ်ရှင်ရွှေအင်းတိန်ဖျားရဲ့ပုံစံလေးကဘာနဲ့တူလဲဆိုလို့ရှိရင်မွေတော်ကက်ကူနဲ့သူ့ရဲ့ structure ရဲ့ CD ပုံစံလေးကသွားပြီးဆင်တူပါတယ်ဖျားကတော့စုပေါင်း CD က1000ကျော်လောက်ရှိတယ်အရန် CD ပေါ့နော်အရန် CD 1000ကျော်လောက်ရှိပါတယ်လမ်းပြကောင်းလေးဒီဘက်ချမ်းဆိုလို့ရှိရင်ဘယ်ဘက်ချမ်းမှာကားလန်းရှိတယ်ကားလန်းရှိတော့အစောပိုင်းကပြောပြတဲ့အတိုင်းပဲလမ်းတိတ်မရှောင်းနိုင်တဲ့လူကြီးတွေပေါ့နော်အဲ့ခါကျတော့ရှင်ကားနဲ့ဒီဘက်ကလာလို့ရတယ်ရှင်ဒီလိုကတော့ကိုယ်တိုင်ဒီမှာလမ်းလျှောက်ပြီးတော့တောက်လျှောက်လေးလာကျွန်တော်ဟိုဘက်သွားကြည့်လိုက်ဟိုဘက်သွားကြည့်မယ်ဒီမှာဟဲ့ဒါအရင်အခောက်တွေတော့ဒါတော့လောဒီမှာဖျားစင်းတူကဦးကောင်းနေရှိသေးတာရောအခုဆိုလို့ရှိရင်ဦးကောင်းနေတော့မရှိအောင်တော်တော်ပြိုပြက်ကုန်ဒါဆိုလို့ရှိရင်ဒါရှစ်ခစ်အုပ်တွေကဒီလိုပုံစံမျိုးလေးပကံမှာလည်းအဲ့လိုမျိုးပဲဟိုအုပ်ပိုင်းအုပ်လေးတွေကအပြားလေးဆိုတော့ရှစ်ခစ်အုပ်တွေပုံစံမျိုးပြန်ပြီးတော့ဟိုပြုတ်ပြင်ကြဒါတော့အသစ်ချက်ဒါတွေအဟောင်းလေးဒီမှာဆိုအုပ်ချက်တွေကြည့်လို့ရှိရင်သိတာတယ်အဲ့လိုမျိုး
ဒီရွှေအင်းတိမ်ဖရားရဲ့ကွန်ပေါင်းထဲမှာပေါ့နော်ဖရားပြက်ဝင်ထဲမှာရှိနေတယ်။ဒီပတ်ပတ်လည်မှာတစ်ဖက်တစ်ချက်မှာပေါ့နော်ဇေဒီအရန်ဇေဒီရ100ကျော်ရှိတယ်။ဆိုတော့ဒီကွန်ပေါင်းတစ်ခုလုံးမှာဆိုရင်ဇေဒီအားလုံးပေါင်းက1000ကျော်ရှိတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်။အဲဒီတော့ဒီညောင်ရွှေမြို့နယ်အင်းလေးကန်ကိုအခါခွင့်သိလို့လာရောက်လည်ပတ်ခဲ့မယ်ဆိုလို့ရှိရင်ရွှေအင်းတိမ်ဖရားကိုလည်းလာရောက်လည်ပတ်ဖို့အတွက်ကိုဖိတ်ခေါ်ပေးပါတယ်ရှင်။အဲ့တော့ဒီဗီဒီယိုကိုအစဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။